ကဲအားလုံးပဲမင်္ဂလာပါသူဒီကိုမင်း YouTube channel တွေအားလုံးကြိုဆိုလိုက်ပါဗျာကဲအားလုံးပဲဝင်လာပြီဝင်လာတဲ့လမလေးကိုနှိပ်ပြီးတော့ပါ subscribe မရတဲ့လူတူကိုမကြီးအားလုံးကို subscribe လေးနှိပ်ပြီးတော့ပါနော်ကျွန်တော်အပီဝေးရတော့အဖြစ် share လို့ share မင်းများလေးနဲ့အပီဝေးရပြီးတာဒါမှလည်းအများကြီးအများတွေ့မြင်ပေါ်မှာဖြစ်ပါတယ်နော်ကဲမနေ့က22ရက်နေ့ကြာပြီးနေ့မှာကျွန်တော်9.9အခွေအပူးပါလို့ပေးထားပါတယ်အဲ့ဒီထဲမှာ89ဆိုပြီးညနေပိုင်းမှာကျွန်တော်ရဲ့မိတ်ဆွေလိုက်ထိုးတဲ့သူတွေရလိမ့်မယ်နော်လိုက်ပြီးထိုးတဲ့သူတွေရလိမ့်မယ်89ဆိုပြီးအောင်မြင်မှုရရှိရဖြစ်ပါတယ်နော်ကဲအားလုံးပဲဒီနေ့23ရက်တောက်ကြနေ့နောက်ဆုံးပိတ်အိတ်နဲ့လွယ်နိုင်မှုအတွက်အားလုံးပဲတူတယောက်မကြအောင်ဝင်ယူသွားနော်အားလုံးပဲတူတယောက်မကြအောင်ဝင်ပြီးယူသွားပါကဲ23ရက်နေ့တနေ့ကတော့အားလုံးမဝင်ဘူးလေဝလာလိုက်မြလမလေးနှိပ်ပြီးတော့နော်စဖိုင်မနေရသေးတဲ့လူတတေကိုမလေးအားလုံးကကျွန်တော်အပေးဝင်ရတော့အဖြစ်စဖိုင်လေးနှိပ်ပြီးတော့ပါနော်ကဲအားလုံးပဲ23ရက်နေ့အတွက်အားလုံးမဝင်ဘူးနော်မနေ့က89နော်ဟုတ်တယ်ဟိုနေ့က1နော်လေးရရှိတဲ့အနက်မှာနှစ်ကြိမ်တော့အောင်မြင်ခဲ့ပြီနော်တိုက်ပြီးတော့ထိုးနေတဲ့လူတွေကတော့ကြာကြပါမှာနော်ဒီနေ့တောက်ကြနေ့နောက်ဆုံးပိတ်အိတ်နဲ့လွယ်နိုင်လို့ကျွန်တော်တို့ဆိုကြောက်လို့ဝင်ရနော်ကြောက်လို့ဝင်ရနော်မမလေးနဲ့စဖန်နေရတဲ့လူတွေကိုမှရတော့စဖန်ရေးပြပြီးတော့ကဲ23ရက်နေ့တနေ့ကိုကဲ23ရက်နေ့တနေ့ကိုစားတော့ကို6.8အခွေပူပါ6.68 6.68 ပါနော်66.88ဒါတော့ရှင်းမရှိအခွေနော်6.89အခွေပူပါ6.68ပါနော်66.88ဒါတော့ရှင်းမရှိအခွေအားလုံးပဲဝင်ယူမယ်နော်ရှစ်ဘယ်6ဘယ်ရှစ်ဘယ်ကို6ဘယ်လိုက်တယ်6ဘယ်ကိုရှစ်ဘယ်လိုက်တယ်နော်ဒီအပတ်ထဲမှာဒီကို20-30ရာနဲ့ထွက်ပြီးရနော်ဒီကိုထပ်မချက်တော့အားရမဒီကိုတိုက်ပြီးမွေးနေရသူကဒီနေ့ညီကိုနဲ့အခုအထူးတူထားတယ်နော်ကြောက်ကလည်းကလည်းငါးတစ်လုံးပဲရှိတယ်ငါးလည်းတစ်ပတ်လောက်ရှိနေပြီဖြစ်လို့တော့ကြောက်โอเคအားလုံးကဲအားလုံးပဲနော်23ရက်နေ့အတွက်နော်6.89အခွေပူပါ6.6869ခိုရှိခွန်989ပါနော်66ခွန်98899
ညီကိုနှစ်သုံးဆိုတဲ့ကဏ္ဍတစ်ခွက်ပဲထွက်သေးတယ်ဒါကြောင့်မို့ဒီနေ့မှာညီကိုနဲ့အပူကိုအထူးသတိထားပါအထူးသဖြင့်ငါးဘူးပေါ့နော်ကျွန်တော်တော့ငါးဘူးကိုကြိုက်တယ်ကြိုက်တဲ့သူတွေလည်းသုံးပါဗျာဆက်ပြီးကဏ္ဍကြီးလည်းမကြသေးဘူးနော်ကျွန်တော်ငါးဘူးကိုကြိုက်တယ်ကြိုက်တဲ့သူတွေသုံးပါကဲအားလုံးပဲကျွန်တော်ကြည့်ရှုအပေးတယောက်ချင်းတွေကိုလည်းသူ့ရဲ့ကျေးဇူးတင်ပါတယ်ကျွန်တော်မိတ်ဆွေတွေအားလုံးပဲတောက်ကြနေမှာနောက်ဆုံးပဲအင်းနဲ့လွှဲနိုင်ကြပါသေးအားလုံးပဲဝင်ဝင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးနေကျွန်တော်ရဲ့ live လေးကိုဒီမှာပဲဆုံးသတ်ရပါဗျာကဲအားလုံးပဲအဆင်ပြေကြပါစေနော်